ပိုးတာကိုမောင်ပုံဆောင်မတဲ့ရှေးခါကမောင်ပုံမြည်ရှိလူလင်တယောက်ရှိသည်သူရဲ့မိဘတို့သည်သူအားစောင်းတက်တင်စီရန်စောင်းစရာကြီးထံတွင်အနှံကြသည်မောင်ပုံသည်စောင်းကျိုးကြည့်ရန်အတွက်မိဘတို့ထံတွင်မကြာခဏပူးစီတောင်းသည်မိဘတို့မှာပူးချင်းသောအတိုင်းပေးရသောညင်အားလေမောင်ပုံမှမူပညာမတက်ချေတစ်နှစ်တော်လည်းမတက်နှစ်နှစ်တော်လည်းမတက်အနှစ်တည်းမတက်တော့မောင်ပုံမှာဘိုးတာကုံသည်စောင်းတက်မတက်သည်ဟု၍ပြောဆိုထုံးပြကြလေ၏ဤပုံမြင်လေးကိုအကြောင်းပြု၍မြန်မာစကားများတွင်ဘိုးတာကုံမောင်ပုံစောင်းမတက်ဟုသောဆွေးစကားပေါ်ထွက်လာခြင်းဖြစ်ပါသည်ပုံမြင်လေးတော့ဒါပါပဲကျွန်တော်ရဲ့ဗီဒီယိုတွေမှာလိုအပ်ချက်လေးမှရှိလို့ရှင်ကွန်မန့်မှာထောက်ပြနိုင်ပါတယ်ခင်ဗျာပုံမြင်တာတော့ကြိုက်တဲ့မိတ်ဆွေတွေအတွက်တော့ channel လေးမှာပုံမြင်နေနဲ့တီးဖို့ပုံလေးနဲ့တွဲပြီးတော့တင်ဆက်ပြီးမှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးပါအောင်အားဝဲနေကောင်းချမ်းပါ၏ထောက်ကခင်းတော့နေ့တိုင်းပြန်ဆိုင်ကြပါလိမ့်ဆုံးပြီးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပြီးတော့ပြန်လို့ရမယ်နော်